ဒီနေ့ကတော့ပေါ့နော်ကျွန်တော်တို့ဒီခိကဂျာနီစာအုပ်ထဲမှာရေးထားတဲ့သူက bullet train thinking ရှင်းခန်းစာ effect ပေါ့နော်အဲ့ဒါပါလဲကြီးစံယထာတွေးခေါ်ပေါ့နော်အဲ့ဒါကိုသူရှင်းပြထားတာစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒါပါလဲဆိုတော့ပထမတစ်ခုကတော့ကျွန်တော်တို့ပြောင်းလဲဖို့အတွက်လိုအပ်တဲ့နှစ်ခုပေါ့နော်ပြောင်းလဲခြင်းဆိုင်ရာနှစ်ခုရှိတယ်အဲ့ဒါတစ်ခုကကျ incremental change ရှိမယ်နောက်တစ်ခုကကျတော့ radical change ရှိမယ်ကျွန်တော်တို့incremental change ဆိုတာတစ်ခုပြီးတစ်ခုပေါ့နော်အဲ့မှာရှိပြီးသားပုံမှာထပ်ပြီးတော့ပေါ့နော်ပို့ပြီးတော့တိုးတက်အောင်လုပ်တဲ့ဟာမျိုးဟိုပြောတာကျွန်တော်တို့ကဥမာဖြင့်ကျွန်တော်ဟိုအရင်ဗီဒီယိုတော့ငါပြောတယ်ပေါ့နော်စာတစ်နေ့တစ်မျက်နှာဖတ်တယ်နှစ်မျက်နှာဖတ်တယ်ဒါဖြည်းဖြည်းချင်းပေါ့နော်တိုးအောင်တိုးတက်လာအောင်ပေါ့လုပ်တာပေါ့နော်အဲ့တော့ဥပမာအပြင်ကျွန်တော် smartphone company တွေဆိုရင်ကျွန်တော်တို့ကတစ်နှစ်ကိုအမျိုးမျိုးထုံနေရပေါ့နော်ဥပမာဒီနေ့ကကင်မရာပိုကောင်းလာတယ်တော့ဖုန်းကပိုမြန်လာတယ်တော့ပါတော့ပေါ့နော်အဲ့ဒါဆိုဒါ incremental change ပေါ့အဲ့တော့ radical change ဖြစ်ဖို့တော့ကဘာလို့လဲဆို radical change ကကြတော့သူကအစားကလေးကမရှိဘူးပေါ့နော်ရှိပြီးသားအရာမဟုတ်ဘူးအဲ့တော့အစအဆုံးပေါ့နော် system တစ်ခုလုံးကိုသူကတွေးခေါ်ရတာပေါ့နော်အပြင်ကနေတွေးခေါ်တာငကိုမူလလက်ဟောင်းတွေးခေါ်တယ်မဟုတ်ဘဲနဲ့အသစ်ကနေပြန်ပြီးတော့စားရတဲ့ဟာမျိုးကိုကျွန်တော်တို့ radical change လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ဘဝနေထိုင်မှုပုံစံတွေမှာဆိုရင်လည်းနှစ်ခုစလုံးရှိရပေါ့နော်ပြောင်းလဲမှုဆိုင်ရာကပထမအများဆုံးကပထမပေါ့နော်ကျွန်တော်တို့ကငကိုတွေးနေကြအတိုင်းတွေးပြီးတော့ပေါ့နော်အဲ့ဒီရှိတဲ့ဟာလေးကိုပဲပို့ပြီးတော့တိုးလာအောင်လုပ်တယ်ကောင်းပြီးသားပိုကောင်းအောင်လုပ်တယ်မကောင်းတဲ့ဟာအောင်ပေါ့နော်မကောင်းတဲ့ဟာဆိုရော့ကြအောင်လုပ်တယ်အဲ့ဒါမျိုးဆိုရင်ဒါ incremental change လို့ပြောတယ်နောက်တစ်ခုကကျကျွန်တော်တို့ career shift ပေါ့နော်ကျွန်တော်တို့ကအလုပ်တည်ဝင်တော့မယ်အစားအဆုံးပေါ့နော်လူသစ်တွေပိုင်းနဲ့ဆက်ဆံရတော့မယ်ဆိုရင်ဒါကတော့ radical change ပေါ့နော်ကျွန်တော်တို့ကအရင်တော့ကလိုမျိုးပြုမှုနေထိုင်လို့မရဘူးပြောဆိုလို့မရဘူးရင်တော့အတိုင်းလုပ်နေလို့မရတော့ဘူးပေါ့နော်ဒါ radical change လို့ပြောတယ်အဲ့တော့ဒီစာအုပ်မှာရေးထားတဲ့နောက်တစ်ခုကကျတော့သူကအရင်တုန်းကပေါ့နော်ရှင်းခန်းဆန်ဆိုတာမရှိခဲ့ဘူးပေါ့နော်ဒုတိယကမ္ဘာစစ်ပြီးလောက်မှသူတို့ကဂျပန်ဆိုရဘာဖြစ်လဲဆိုတော့ဂျပန်ဆိုရသူကတိုကျိုကနေအိုဆာကာသွားဖို့တော့သူတို့ကယထာကောင်းလို့တယ်ပေါ့နော်မြင်းမြဆန်းဆန်းသွားဖို့တော့အဲ့တော့ဘာလို့လဲဆိုတော့သူကဂျပန်ယထာကုမ္ပဏီကိုသူကအလုပ်ပေးလိုက်တယ်ပေါ့နော်အလုပ်ပေးလိုက်တော့ပထမတော့3ပတ်စံမင်းတို့ကြိုက်တော့အဲ့တော့ပေးမယ်ပေါ့အဲ့လိုပြောလိုက်တော့အဲ့တော့အင်ဂျင်နီယာတွေကလည်းလောက်ကြတာပေါ့နော်အလုပ်လုပ်ကြတယ်အမှတိုင်ပင်ကြတယ်အဲ့တော့ပထမဆုံးသူတို့အဖြေရလာတယ်ပေါ့နော်အဖြေရလာတော့ပထမတစ်ခါသူတို့က100ကီလိုမီတာနဲ့သွားမှာ100ကီလိုမီတာနဲ့သွားမယ်ဆိုတာအစိုးရတင်ပြလိုက်အစိုးရအဆင်မပြေဘူးပေါ့နော်သူတို့လိုချင်တာ200လိုချင်တာအဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုသူတို့ရဲ့အစီအစဉ်တစ်ခုလုံးကိုဖျက်သိမ်းပလိုက်ရတာတခုပထမဥမာယထာတစည်းဆိုရင်ကျွန်တော်တို့က10ကနေ15 20ထပ်တိုးဖို့ဆိုတာကျွန်တော်စပါဝါကိုစက်ပါဝါတိုးလိုက်ရပြီဒါပေမဲ့150ကနေ300 100ကနေ200ဆိုတာမရတော့ဘူးအစားဆုံးပြင်မှရတော့မှာအဲ့တော့ land တွေလည်းပြင်ရတော့မှာယထာရဲ့ဒီဇိုင်းပေါ့နော် aerodynamic အတွက် design ကိုကုန်ပြင်ရတော့မှာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကြရင်သူတို့ကဘာလုပ်လာလဲဆိုတော့နောက်ထပ်5-6နှစ်အတွင်းမှာပဲသူတို့ကအဲ့ဒီယထာကိုဖန်တီးနိုင်တယ်ပေါ့နော်စားပြီးတော့ပြီးဆွေးနိုင်တယ်ပေါ့ပထမဆိုရှင်ခန်းဆန်ဆိုပြီးတော့ဂျပန်ပြည်မှာလေအဲ့ဒီ idea ကိုပဲအခုနောက်ပိုင်းပေါ့နော်အဲ့ဒီနောက်ပိုင်းပေါ့လူတွေအများကြီးအသုံးပြုတယ်ဟိုမှာအဲ့တော့အဲ့ဒီရှင်ခန်းဆန်ရဲ့ idea ကိုယူပြီးတော့ပေါ့နော်သုံးတဲ့ဟာမျိုးပေါ့ဘာလို့လဲဆိုတော့အဲ့ဒါမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တာမျိုးပေါ့နော်တော့ radical change ပေါ့နော်အစားဆုံး system တစ်ခုလုံးကိုအစားဆုံးပြန်တွေးတာမျိုးအဲ့ဒါမျိုးကိုကျွန်တော်တို့ကရှင်ခန်းဆန် effect လို့ခေါ်တာအဲ့တော့ဒီမှာသူကဥပမာပေးထားတာကတော့သူပါပေါ့နော် AG မီကာဝါဆိုတဲ့ပုံကိုပေါ့နော်လူပေါ့ဒီကသူပြောတာပါလဲဆိုခုနပြောသလိုပဲယထာ10ကနေ20သွားဖို့ဆိုရင်ကျွန်တော်တို့ကဘာမှမလုပ်ဘူးပေါ့နော် engine power နဲ့တိုးလိုက်ရပြီဒါပေမဲ့150ကနေ300သွားတယ်ဆိုမရတော့ဘူးကျွန်တော်တို့ outside of the box ပေါ့နော်အပြင်ကနေတွေးခေါ်မှာရတော့မှာလက်ရှိတွေးနေကြအတိုင်းငကိုအတိုင်းနေကြအတိုင်းဆက်ပြီးတော့လုပ်လို့မရဘူးပေါ့နော်အဲ့ဒါလေးပါပဲအဲ့တော့အခုခေတ်ဆိုတော့ကျွန်တော်တို့က Elon Musk ပေါ့နော် Elon Musk တို့သူရဲ့ crazy ideas ကတော့တော်လေးနာမည်ကြီးတယ်အဲ့တော့သူကဘာလုပ်ပြသွားလဲဆိုတော့ SpaceX ပေါ့နော် SpaceX ဆိုတဲ့မှာ
ဂျိုဒူကုမ္ပဏီပေါ့နော်အဲ့မှာထောင်တော့သူက NASA ကနေပထမစားကနေနှစ်30အတွင်းမှာမလုံနိုင်တဲ့ဟာ10နှစ်အတွင်းလုပ်ပြပါအဲ့ဒါဘာလဲဆိုတော့သူကဒုံးပြန်အောင်လွှင့်ပြီးတော့အဲ့ဒုံးပြန်အောင်ပဲမြေပေါ်ပြန်စိုက်ခိုင်းတာအဲ့တော့အရင်တော့ဆိုအဲ့လိုမဟုတ်အရင်တော့ဆိုဘယ်လိုလဲဆိုတော့ NASA ကနေဒုံးပြန်လွှင့်လိုက်ပြီးပြီအမတ်တရိုက်တွေအကုန်လုံးပင်နေတဲ့လွှင့်ရှာဘာမှတော့ပြန်တော့လို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်အောင်လုပ်ရဆိုတာဒါ radical change ပေါ့နော်အဲ့တော့ radical change ဆိုပေမဲ့လည်းကျွန်တော်တို့က new idea ဟုတ်ရှိမှာဟုတ်မယ်ရှိပြီးသားကိုမှအပြင်ကနေတွေးပြီးရော system အသစ်တစ်ခုလောက်လိုက်တာလည်းဖြစ်နိုင်တယ်အဲ့လိုပဲပေါ့နော်တခုခုဖန်တီးလိုက်ပေါ့ခုနကကျွန်တော်ရှင်းခံစား bullet train ကိုထွင်လိုက်ပြီးဆိုပေမဲ့လည်းအဲ့ bullet train perfect ဖြစ်နေမှာမဟုတ်ဘူးလေအဲ့တော့ဘာလို့လဲဆိုအဲ့ bullet train ရှိနေပြီးသားမှာတစ်ဆင့်ပြီးတစ်ဆင့်ပို့ပြီးကောင်းအောင်လုပ်ရတယ်အဲ့ဒါ incremental change ပေါ့နော်simplification ကောင်းအောင်လုပ်တယ်ဆိုတာကျွန်တော်တို့သိပြီးသားပါကျွန်တော်ပထမဆုံးသူတို့ရဲ့ design model ပေါ့နော်ယထာ model ကဘာလို့ဖြစ်လဲဆိုတော့လေကိုတိုက်ပြီးသွားတာဆိုတော့လေကိုဖုံးဆိုပြီးမှအတန်ရတော်တော်ကျယ်ဘုန်းကြီးကမနေနိုင်ဘူးယထာနာလမ်းနာမှာရှိတဲ့လူတွေကမနေနိုင်အဲ့တော့တိုင်တာပေါ့နော်တိုင်တော့ဘာဖြစ်လဲသူတို့က design ပြောင်းလိုက်ရတယ်ပေါ့နော် design ကလည်းအဲ့မှာငှက်ပေါ့နော်ငှက်ပုံစံလေးနှုတ်သီးလေးရှုံးပြီးတော့ရေထဲကိုထိုးရှာတော့အဲ့မှာအဲ့ပုံစံလေးအခု design အဲ့တိုင်းပဲပေါ့အဲ့ဒါဘာလဲဆိုတော့သူက radical change ကဖြစ်သွားပြီဒါမဲ့ဆက်ပြီးတော့ total ဖို့အတွက်ကျွန်တော်တို့ incremental change ဆိုတော့လည်းပေါင်းပြီးတော့သုံးရတယ်ပေါ့နော်အဲ့တော့နှစ်ခုကတော့ vice versa ပေါ့နော်ကျွန်တော်တို့ကအပြန်အလှန်ဆက်သွယ်နေတာရင်ရှိပြီးသား idea ဟောင်းတွေကိုလေးပေါ့နော်ကျွန်တော်တို့ပို့ပြီးတော့အများကြီးကြည့်ပွားအောင်ပေါ့နော်အများကြီးတိုးတက်အောင်လုပ်ဖို့ဆိုကျွန်တော်တို့ radical change လုပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီနှစ်ခုပေါ့နော် incremental change နဲ့ radical change အဲ့ဒါကို machine ကန်ဆန် fast ဆိုပြီးတော့သူကဆက်ပြီးတော့ပေါ့နော်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြနိုင်တဲ့ဟာမျိုးပြောတာပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ပုံမှန်နေထိုင်နေကြဘဝမှာဆိုရင်ဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့ incremental change နဲ့တွားမှာတခါလေကြာရင်ကျွန်တော်လိုအပ်လာတဲ့အခါပေါ့နော်လုံးဝကျွန်တော်တို့အတွေးခေါ်အဟောင်းတွေဆုံးပြရတဲ့အခါမျိုးတွေရှိရဲအဲ့ဒါကိုကြတော့ radical change ပေါ့နော်ဒါတော့ဘယ်ရမှာမဆိုပေါ့နော်ဘယ်သူမဆိုဒါတော့လုပ်နေကြတယ်တွေးနေကြတဲ့အရာတွေပေါ့နော်ပြောင်းလဲမှုတွေပေါ့အဲ့တော့ဒီ idea နှစ်ခုပေါ့အဓိက idea နှစ်ခုဆိုတာတဲ့ကျွန်တော်တို့အဲ့ဒီနှစ်ခုပေါင်းပြီးတော့မှကျွန်တော်တို့ရှင်းကန်ဆန် effect ဆိုပြီးတော့ bullet train thinking ဆိုပြီးတော့ဖြစ်လာတာပေါ့နော် bullet train thinking ဆိုတာလည်းအခြားမဟုတ်ဘဲနဲ့မဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်ဘူးလို့ထင်တဲ့ဟာအောင်မှဘယ်လိုဖြစ်အောင်လုပ်မလဲဆိုပြီးတော့အပြင်ကနေဘက်ကနေပေါ့နော်လုံးဝ logic critical thinking တွေလာမယ်အဲ့တော့ရှင်းကန်ဆန် thinking ဆိုတာကျွန်တော်တို့ outside of the box ပေါ့နော်ငကိုမူရင်းတိုင်းတွေးနေကြအတိုင်းမဟုတ်ပဲနဲ့အပြင်ကနေအခြားအမြင့်တဲ့ဘက်ကနေတွေးတဲ့ဟာမျိုးကိုလည်းပြောတာပေါ့နော်အဲ့တော့ဒီနေ့ကတော့လောက်ပါပဲအဲ့တော့ခုကနစာအုပ်လေးပါလေညွှန်ကျင်လေညွှန်ခဲ့လိုက် comment တွေပါလေရေးခဲ့လိုက်အောင်အဲ့တော့နောက်ထပ်ခေါင်းစဉ်လေးတွေပေါ့နော်ခေါင်းစဉ်လေးတွေညွှန်ပေးခဲ့အောင်ပေါ့နော် comment ကျေးဇူးတင်တယ်